မြန်မာပြူကျော်လာနိုင်ကြပါစေကုန်တည်းကဲဆိုလိုက်ဟန်ပန်းဒီအဲ့တော့အခုလူငယ်တယောက်အနေနဲ့စပြီးတော့ကိုသတိထားပြီးတယ်ငါစိတ်လှုပ်ရှားနေတယ်ငါအဲ့ဒါတွေကိုစပြီးတော့နံပါတ်1ကဘယ်လိုဘာစဉ်းစားတင်လဲဘုံဘုံ စိတ်ငြိမ်းချမ်းဖို့အေးချမ်းဖို့ဆိုလို့ရှိရင်ဟိုစဉ်းစားတာထက်ပေါ့စိတ်ကိုဒီခန္ဓာကိုယ်ထဲမှာပဲဒီခန္ဓာကိုယ်အနက်မှာပြန်ကြည့်စေခြင်းတယ်အဲ့ဆိုရင်သူငြိမ်းချမ်းတာတွေပါမယ်အခြားအရာတွေပါပျော်ရွှင်စရာကောင်းတဲ့နှစ်သာရရှိတဲ့အသိဉာဏ်တွေပါခန္ဓာကိုယ်သတိထားလိုက်အဲ့လိုမျိုးခန္ဓာကိုယ်ပြန်ကြည့်တယ်ပြန်ကြည့်တယ်ဖုန်းတို့ကခန္ဓာကိုယ်မကြည့်ခဲ့ဘူးမိမိတို့42ပါးမှာဒီခန္ဓာကိုယ်ဘာဖြစ်နေဆိုမကြည့်ခဲ့ဘူးဒီတိုင်းပဲနေနာအဲ့တော့ဒီခန္ဓာကိုပြန်ကြည့်ရင်တော့ဒါနံပါတ်1အနေနဲ့ဟိုဖြည့်တစ်ခုတော့ထွက်လာပါလိမ့်မယ်ဟုတ်တော့မလားအဲ့တော့ဟိုကြံပြီးကျင်တာတော့ငြိမ်းချမ်းမှုတော့ပဲဖြစ်ဖြစ်နော်ဟိုအမှန်တရားကိုရှာဖွေခြင်းနဲ့နော်ဒီအနှစ်သာရရှိတဲ့ဒီလုပ်ငန်းစဉ်တွေကိုကိုယ်တိုင်ကိုယ်ကျမြန်ဝါထင်နေတွေ့ချင်တယ်ဆိုရင်တော့ဒီခန္ဓာကိုယ်ပဲပြန်ကြည့်ပါဒီမြန်မာလူမျိုးကလှူတာကိုအရန်ကြိုက်တယ်ဟုတ်တယ်အဲ့ဒါဘာကြောင့်လဲပြီးတော့အဲ့ဒါဘာဖြစ်လို့မြန်မာလူမျိုးကလှူတာကိုအရန်လုပ်တာလဲလက်ငင်းဒီပြည့်စုံစေတဲ့အကြောင်းကတော့ဘာလို့ဆိုရင်ကိုစီမှာကိုလူတန်းနိုင်လိုက်တယ်ဟိုမှာထမင်းတစ်လုပ်ကိုလိုအပ်နေတဲ့နေရာမှာကျွေးနိုင်လိုက်တယ်ဆိုရင်အနည်းဆုံးတော့လက်ငင်းဟိုပျော်ရွှင်သွားရတယ်ကြည်နုသွားရတယ်တစ်ဖက်လူရဲ့ခက်ခဲနေတဲ့ပြဿနာကိုဖြေရှင်းနိုင်လိုက်တဲ့ဒီရတာ feeling ဟာရမ်းကြည်နူရလို့မို့အဲ့လိုရည်ရွယ်ချက်နဲ့လေဒါလက်ငင်းချမ်းသာပေါ့ဒုတိယချမ်းသာတော့နက်ဖျားရရှိအောင်မှာမလားနက်ဖျားတော့အသက်ရှင်အောင်မယ်လို့တွေ့ရင်နောင်ဘွားရည်ရှိသေးတယ်ဟုတ်အဲ့လိုဆိုတော့နောင်ဘွားမှာအောက်တမကြအောင်ဟိုဒီခုနကချမ်းသာခဲ့တဲ့စိတ်လေးတွေကနေမှာဟိုဘဝကိုစင်နှမြင့်စေလို့မို့ဒါနဟာစင်နှမြင့်စေလို့မို့ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိ